ခေတ်သစ်ပျော်စီးသင်းမောတွေကတိုက်တန်းနစ်လို့နင်းမြုံနိုင်သလားအကယ်၍ပျော်စီးသင်းမောတစ်စီးဟာရေခဲတောင်ဝင်တိုင်းပြီးရင်တိုက်တန်းနစ်လိုမျိုးနင်းမြုံသွားနိုင်မလားဆိုတဲ့မေးခွန်းရှိပါတယ်တိုက်တန်းနစ်ရဲ့သင်းမောကိုယ်တဲ့ပြားတွေကိုတန်ပုံလေးနဲ့ပဲချက်ချကြတဲ့နေရာတွေမှာချိတ်ဆက်ထားတာကြောင့်ရေခဲတောင်နဲ့တိုက်မိတဲ့အခါမှာအလွယ်တကူပဲပွင့်ထွက်သွားခဲ့တာပါဒါပေမဲ့ခေတ်သစ်သင်းမောတွေကိုတော့အနားသက်တိုင်းမှာခရီးဆိုပြီးချိတ်ဆက်ထားတာကြောင့်အစာပေါင်းများစွာပုံမှုခိုင်ခန့်ပါတယ်အကယ်၍တနည်းနည်းနဲ့ပျက်စီးသွားပြီးသင်းမောနင်းမြုပ်ခဲ့မယ်ဆိုရင်တော့တိုက်တန်းနစ်တုံးကလို့အသေးပြောက်များမှာမဟုတ်ပါဘူးတိုက်တန်းနစ်မှာတော့အကူအညီတောင်းဖို့ကောင်းမွန်တဲ့စစ်သွေးစနစ်မရှိသလိုလူတိုင်းအတွက်လုံလောက်တဲ့အေးစေးလီတွေလည်းမရှိခဲ့ပါဘူးခေတ်သစ်သင်းမောတွေမှာတော့အကူအညီတောင်းဖို့ဂျိုးတုဖုံးတွေရှိသလိုလူတိုင်းအသက်ရှင်နေတဲ့ထွက်ခွာနိုင်မှုလုံလောက်တဲ့ကေစေးလီတွေလည်းပါရှိပြီးသားဖြစ်ပါတယ်ဒီတင်ကားဟာပြစ်လိုက်တဲ့အခါမှာစစ်မြေပြင်မှာတကယ်ကိုခုန်ပေါက်နေမှာဖြစ်ပြီးမောင်းနေသူဟာ joystick နဲ့ထိန်းကျောင်းအောင်မှာဖြစ်ပါတယ်အားကောင်းတဲ့အင်ဂျင်ကိုအသုံးပြုပြီးအလဲရတိုင်ကြီးကိုအပေါ်အောက်အပြင်းထန်ရိုက်ခတ်စေပြီးခုန်စေတာပါဘေးတစ်ဖက်တစ်ချက်မှာတော့တနက်သမား6ယောက်စီရှိနေမှာဖြစ်ပြီးရန်သူတွေကိုပပေါင်းစုံကနေပြည့်ခတ်နိုင်အောင်ဒီဇိုင်းထုတ်ထားတာပါဒါပေမဲ့ခုန်လိုက်တိုင်းမှာတင်ကားတဲ့အဖွဲ့သားတွေကပြင်းထန်စွာတုံခါမှုကိုခံစားရမှာဖြစ်သလိုအကယ်၍မြေပြင်ကမညီမညာဖြစ်နေအလဲရတိုင်ကြီးကမြေကြီးနဲ့ကျုံဝင်သွားပြီးတစည်းလုံးမောက်ခုန်ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မလို့ဒီတင်ကားကိုတကယ်နဲ့လက်တွေ့မှာဘယ်တော့မှထုတ်လုပ်ခဲ့ခြင်းမရှိပါဘူး